လောက်တော့သူလုံးနေတာကိုထိုင်ကြည့်ခိုင်းတာအဲ့မှာဗီဒီယိုဖိုင်တွေပြပြီးတော့လောက်ကအဲ့ဗီဒီယိုဖိုင်တွေကဘာလဲဆိုတော့ကျွန်တော်တို့ကြားကနေဟာလားကြားကနေသူတို့ကြားတဲ့9ထဲမှာနှိပ်စက်တဲ့ဗီဒီယိုဖိုင်ကိုသူ့ပြလာနောက်မှသတင်းစောက် program တွေနဲ့ဗမာပြည်ကနေတက်လာတယ်တက်လာပြီးတော့ကျွန်တော်တို့အလဲပြီးတာလဲပေါ့အလဲပြီးတိုင်းတက်လာချိန်မှာသူတို့ဘာလဲဝစ်ချက်လာဝစ်ချက်နဲ့သုံးတယ်ဝစ်ချက်ကနေတော့ဒီတရုတ်လူမျိုးနဲ့ချင်းမိတယ်သူတငယ်ချင်းကနေတော့ချင်းပြီးတော့ချင်းမိပါတယ်အဲ့ဝစ်ချက်ကချင်းမိပြီးတော့သူကတရုတ်စကားတက်တာဖြစ်တဲ့သူကသူ့ကိုတချီလေးနေတက်ခေါ်လာသူကသူ့တော်လေးဖြေလာနေတာတချီလေးမှာဟုတ်နော်သူ့တော်လေးဒီမှာတချီလေးကိုတက်လိုက်တာအဲ့ဒီတော့ဒီတရုတ်ကအဲ့သူချင်းကတရုတ်စကားတက်လို့ဆိုပြီးတော့တချီလေးမှာတက်ခေါ်တယ်အဲ့တချီလေးနေတက်ခေါ်လာပြီးတော့သူအဲ့ဒီမှာလုံးဖြစ်တယ်ဟုတ်ပြီလားအလုံးဖြစ်ပြီးတော့မှကျွန်တော်တို့ကဒီကနေ့ဘာဖြစ်လဲဆိုတော့အလုံးခါလာတာဒီမမှန်လို့အလုံးထွက်တာဒါပေမဲ့အလုံးကိုတောင်းပြီးထွက်တာတောင်းပြီးတော့အဲ့တောင်းတဲ့အချိန်မှာသူကတရုတ်စကားနဲ့တယောက်ခေါ်လာတယ်ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဒီနေ့ကြားရတဲ့သတင်းကတော့ကျွန်တော်ကြားချင်းကိုယင်ထဲမှာတော်တော်လေးကိုမခံမရနိုင်အောင်ဖြစ်မိတယ်ဗျာနော်အဲ့တော့တရုတ်နိုင်ငံသားတွေကတော်တော်လေးတော့များသွားပြီဗျာနော်အဲ့တော့အခုမနေ့ကကျွန်တော်တင်လိုက်တဲ့ထိုင်းနိုင်ငံမှာဖြစ်ပျက်သွားတဲ့သတင်းကြောင်းအောင်ပေါ့နော်ဒီမြန်မာနိုင်ငံသားစကားပြန်ကိုတရုတ်နိုင်ငံသားတွေကလုပ်တဲ့ကိစ္စမှာသူတို့ကမလုတ်ခင်မှာကိုဒီသူ့ကိုမလုတ်ခင်မှာကိုဒီညီလေးကိုမလုတ်ခင်မှာကိုပဲဒီသူတို့ကကြားဖြတ်နေမှာရဲရဲဆက်ဆက်နဲ့လုပ်တဲ့ဗီဒီယိုတွေပေါ့နော်ဒီဗီဒီယိုတွေကိုအရင်ပြသေးတယ်ဗျပြပြီးမှကိုအဲ့ဗီဒီယိုတွေကတိုင်လုပ်တာကြည့်အောင်ဗျဒါတော့တော်တော်လေးကိုများသွားပြီဗျနော်အဲ့တော့ဒီအကြောင်းကိုဒီမှာဒီကိုတယောက်ကတေးချာချာလေးသူနဲ့သူရှိတဲ့အကိုတယောက်ကတေးချာလေးရှင်းလင်းပြောကြားထားတာလေးကိုကျွန်တော်တို့ကြည့်မယ်တက်နိုင်ရင်ဒီဗီဒီယိုလေးကိုပြန်လဲရှင်းလို့ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ဗျအဲ့တော့ဗီဒီယိုလေးကိုယဉ်ကြည့်ပြီးမှကျွန်တော်လည်းရက်ဆက်လုပ်ပါမယ်နော်အဲ့တော့ကြည့်ရှုတဲ့သူတူတယောက်ချင်းတွေကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ရှိပါတယ်လို့နော်အဲ့တော့ကဲစလိုက်ကြစို့ဗျလောက်တော့သူလုံးနေတာကိုထိုင်ကြည့်ခိုင်းတာအဲ့မှာဗီဒီယိုဖိုင်တွေပြပြီးတော့လောက်ကအဲ့ဗီဒီယိုဖိုင်တွေကဘာလဲဆိုတော့ကျွန်တော်တို့ကြားကနေဟာလားကြားကနေသူတို့ကြားတဲ့9ထဲမှာနှိပ်စက်တဲ့ဗီဒီယိုဖိုင်ကိုသူ့ပြလာနောက်မှသတင်းစောက် program တွေနဲ့ဗမာပြည်ကနေတက်လာတယ်တက်လာပြီးတော့ကျွန်တော်တို့အလဲပြီးတာလဲပေါ့အလဲပြီးတိုင်းတက်လာချိန်မှာသူတို့ဘာလဲဝစ်ချက်လာဝစ်ချက်နဲ့သုံးတယ်ဝစ်ချက်ကနေတော့ဒီတရုတ်လူမျိုးနဲ့ချင်းမိတယ်သူတငယ်ချင်းကနေတော့ချင်းပြီးတော့ချင်းမိပါတယ်အဲ့ဝစ်ချက်ကချင်းမိပြီးတော့သူကတရုတ်စကားတက်တာဖြစ်တဲ့သူကသူ့ကိုတချီလေးနေတက်ခေါ်လာသူကသူ့တော်လေးဖြေလာနေတာတချီလေးမှာဟုတ်နော်သူ့တော်လေးဒီမှာတချီလေးကိုတက်လိုက်တာအဲ့ဒီတော့ဒီတရုတ်ကအဲ့သူချင်းကတရုတ်စကားတက်လို့ဆိုပြီးတော့တချီလေးမှာတက်ခေါ်တယ်အဲ့တချီလေးနေတက်ခေါ်လာပြီးတော့သူအဲ့ဒီမှာလုံးဖြစ်တယ်ဟုတ်ပြီလားအလုံးဖြစ်ပြီးတော့မှကျွန်တော်တို့ကဒီကနေ့ဘာဖြစ်လဲဆိုတော့အလုံးခါလာတာဒီမမှန်လို့အလုံးထွက်တာဒါပေမဲ့အလုံးကိုတောင်းပြီးထွက်တာတောင်းပြီးတော့အဲ့တောင်းတဲ့အချိန်မှာသူကတရုတ်စကားနဲ့တယောက်ခေါ်လာသေးတယ်နော်ဗမာလူမျိုးပဲဗမာလားဘာလူမျိုးလဲဗမာပဲကြောက်ပလောင်သားနော်မန္တလေးသားပေါ့မန္တလေးကြောက်ပလောင်သားဗမာလူမျိုးကြောက်ပလောင်သားတယောက်ခေါ်လာတယ်ခေါ်လာပြီးတော့သူကဒီကလေးကဒီညီလေးကအဲ့ဒီလေးကိုအလုံးကန်းဝင်ရဲ့နော်ဟိုတက်တိုင်ကဒီဘောတော့ဘာလို့ရတယ်ဘယ်လိုပြောတယ်ဆိုတော့သူကတင်နေပြီးတော့ပြီးတော့မှသူ့ကိုရင်းနှီးမှုနဲ့လောင်းတဲ့ဟေးအဲ့တကယ်ကိုယ်တိုင်ဟိုသူနဲ့အတိဆိုင်တဲ့ကိုပို့ပြရတာနော်ဆိုင်မှာပြန်လုံးနေတော့အဲ့ဒါတကယ်မသိဘဲနဲ့ခင်ဗျားတို့ဝိုးတို့ဝါဒတွေမပြောနဲ့လုံးပြရတဲ့အချိန်မှာကျွန်တော်တို့၄လပိုင်း30ရက်နေ့နေ့လယ်3နာရီခွဲမှာနော်နေ့လယ်3နာရီခွဲမှာပတ်တယ်ကျန်တဲ့ဘက်ကထုတ်ပေးမယ်ဆိုပြီးဒီကလေးကိုတက်ခေါ်လာတာစကားပါတယ်သူတင်ပေးတဲ့စကားပြန်လေးပါတယ်နော်အဲ့မှာတက်ခေါ်လာပြီးတော့အခုကျွန်တော်တို့ထုံးလေးအမတာဒီပေါ့အဲ့ဒါမှတရုတ်မှာစားတရုတ်စားတော့ဝင်လာတယ်အဲ့ဒီစားတော့ဆိုင်ထဲမှာဟိုလုံငန်းလေးထဲမှာသူ့ကိုနှိမ့်ချက်တာဘာမှအစစ်စစ်မင်းမရှိသူ့နှိမ့်ချက်တယ်အားလုံးနှိမ့်ချက်တယ်မှာယောက်ျားလေး9ယောက်မိန်းကလေး2ယောက်တယောက်မပါဘူးအားလုံးပေါင်းယောက်ျားလေး6ယောက်တယောက်ကဘုရားသူတင်နေတဲ့တကယ်ကြီးလေးကိုထိုင်ကြည့်ခိုင်းတာနော်ထိုင်ကြည့်ခိုင်းပြီးမှသူ့ကိုလောက်တော့သူ့လုံးနေတာကိုထိုင်ကြည့်ခိုင်းတာအဲ့တော့ဗီဒီယိုဖိုင်တွေပြပြီးတော့လုပ်တာအဲ့ဗီဒီယိုဖိုင်တွေဘာလဲဆိုတော့ကျွန်တော်တို့ကြားကနေဟာလားကြားကနေသူတို့ကြားတဲ့9ထဲမှာနှိပ်စက်တဲ့ဗီဒီယိုဖိုင်ကိုသူ့ပြတာနှိပ်စက်တဲ့ဗီဒီယိုဖိုင်တွေနောက်လည်းပြလို့မှာပေါ့လိုက်ပေါ်မှာနော်အဲ့ဒီဗီဒီယိုဖိုင်ကိုပြပြီးတော့မှမင်းတို့အဲ့လိုလုံးမှာဆိုပြီးတော့သူကလုပ်ပြီးတော့ဒီလက်ထိတ်တွေကိုပလာနဲ့ညက်နေတယ်ရေလေးမှုနဲ့လောင်းတယ်တုံးနဲ့ရိုက်တယ်နောက်ဒီတရားသူပြောတဲ့ရေလေးမှု9ခွက်နော်မချင်းမဝက်နဲ့9ခွက်တော့မှာနောက်မှတော့တစ်ခွက်မှာဗစက်လေးကိုလောင်းနေတဲ့တစ်ခွက်မှာလွတ်သွားတာ对吧？对屋了，对嘛，我们经常把它拆了。对屋了，对屋了，我离屋西边对屋头，他一到了对屋里。对。那就屋了。对屋，然后要嘛我没得去这边去的都溜了，没得这样了嘛，没得了。搬来搬的了。
နေပါအမေလား အဲ့တော့တို့ကြမယ်သတင်းဆိုတာကခင်ဗျားတို့တင်လို့ရတယ် live follower တွေလိုချင်ပြီးတော့အမှန်တရားကိုမဖုံးကွယ်နဲ့အဲ့သတင်းကို ဟုတ်တယ်တချို့တွေက မမျက်ကွယ်မပြုတ်နဲ့နော်တချို့ကလည်းတင်လာတယ်လုံငန်းကထိုင်းဆိုပြီးတော့တင်လာတယ်ထိုင်းလူကရောအလိုက်ကျင်းတယ်ခင်ဗျားတို့သတင်းတွေနေကြပါနေကြလေးလား live follower လိုချင်တိုင်းကျုပ်တို့ပြောတဲ့ထဲမှာထိုင်းလူကနေချက်တယ်မပါဘူးနော်တရုတ်နိုင်ငံသား6ယောက်လို့ရေးရတာနော်အားလုံးမ9ယောက်မင်းကလေးတယောက်မင်းကလေးကတယောက်ဒါပေမဲ့အဲ့တယောက်ကဘာမှမလုပ်ဘူးကွာသူ့လို့တာ6ယောက်နော်မင်းကလေးတယောက်ကရေဦးနဲ့လောင်းတာ၄ကွက်နော်သူတကယ်တော့ပြောတဲ့ကောင်ကသူ့ကိုမသက်ဖြဲပြီးတော့ရေဦးလောင်းနေတာပြီးတလုံးနဲ့ရတာတတိယကောင်ကတတိယကောင်တလုံးနဲ့ရတာကောက်တယ်နဲ့ရတာသူ့ကိုရိုက်တာဒါကချင်းတို့ဒီမှာရှိတယ်အတော့ဖြစ်တဲ့နေ့တွေကအမှန်တရားတွေကိုပြောပါမေးပါမင်းလေးကခင်ဗျားတို့တင်နေတာတင်ပါမမင်းမများမနဲ့ခင်ဗျားတို့ပြောတဲ့တရားနာလာတွေရှောက်မတင်နဲ့ ဟိုအဲ့သတင်းတင်တဲ့လူတွေကတကယ်တိတိကျကျလေ့လာပြီးမှတင်စေချင်တယ်ပေါ့နော်ခုလိုမျိုးသတင်းအမှားတွေတွတ်တင်လို့ရှိရင်ဒါမကောင်းဘူးပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်သူပြောထားတာအဆက်ကလေးရှိသေးတယ်အဲ့ဒါဆက်ကြည့်အောင်ဗျာနော်ကျွန်တော်နောက်ကျွန်မဆက်ပြောတော့မယ်အဲ့မှာဒီမှာနော် ကျွန်တော်တို့ကတရားကိုပတ်သက်မှာထားတာနေတာလေဘာကြောင့်ဒီဘက်ကိုကျွန်တော်ထားတာနေတာလဲကျွန်တော်တို့နိုင်ငံသားတွေသူများနိုင်ငံမှာကိုလိုမျိုးနော်ကျွန်တော်ရတာနိုင်ငံသားချင်းချင်းကိုဒါနှိမ့်ချက်ခံရတာပေါ့သူလည်းကျွန်တော်ဒီတော့တန်တော့ပဲကျွန်တော်လည်းတန်တော့ပဲအဲ့တော့ဒီမနေ့ကမှလောက်တော့စီဝက်လာချတာပဲကျွန်တော်တို့လည်းဒီမနေ့ကမှလောက်တော့စီဝက်လာချကြတာပဲအဲ့လိုလူမျိုးအချင်းချင်းနှိမ့်ချက်တာခါလို့မချင်းတဲ့လူကျွန်တော်ကပြဿနာချင်းတာဒါမှတရားကိုလိုချင်လို့အဲ့တော့ဥပဒေမဲ့ဆိုလို့ရတာပဲဥပမာလို့ကြတာအဲ့ကြောင့်ဘယ်တော့မှရမှာမဟုတ်ဘူးဥပဒေမဲ့ဆိုလို့ဒါဥပမာပြောပြတာဒါမှကျွန်တော်တို့မလုပ်ဘူးကျွန်တော်တို့အမှန်တရားလိုချင်တဲ့သူကသူ့ရဲ့နစ်နာမှုဒီလိုချင်တဲ့အတွက်သူ့ကိုဒီလိုမျိုးရရတက်တက်လုပ်ရတယ်နောက်နော်တိုင်းနိုင်ငံမှာဒီလိုမျိုးနော်ဒီတရုတ်တိုက်တွေအများကြီးရှိပါတယ်အဲ့ကောင်တွေကအဲ့တော့နိုင်ငံသားတွေလုပ်တဲ့ခါကျဒီလိုမျိုးဖွဲ့စည်းတွေရှိပါလားသူဆိုတဲ့ဒီကောင်တွေအုံတော်တွေကိုပြင်ရိုက်နေပြီလား မှန်မယ်မှန်မယ်ကိုကြီး ဥပဒေနဲ့လုပ်မယ်တိတိကျကျလုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့ဥက္ကဋ္ဌနဲ့ချိန်ဆက်ပြီးတော့ကျွန်တော်ဒီလုပ်ကိုလုပ်နေတာအဲ့တော့ဘုမတိဘာမတိပဲနဲ့သတင်းဒီစွတ်တင်တဲ့လူတွေဝယ်တာပြောနေတာနော်သတင်းဆိုတာတင်လို့ရတယ်သတင်းဆိုတာဒါမှလူဆိုတာနဲ့မှတ်တယ်စကားဆိုတာလည်းကားဝါတာကိုသိရအောင်အမှန်တရားဖြစ်စီနေချင်လို့ကျွန်တော်တို့အမှန်တရားအတွက်ကျွန်တော်တို့ကအမှန်တရားပတ်တော်သားတွေနဲ့ပေါင်းစည်းပြီးတော့မှကျွန်တော်တို့ဒီလုပ်ကိုလုပ်တာဒါမနေ့ကတော့ကျွန်တော်အားအင်းကြတယ်သူလည်းအင်းကြတယ်ဒါပေမဲ့အနာဆေးရမယ့်ချိန်ကျွန်တော်မိမကိုကျွန်တော်ပြောပြီးသားဘယ်ချိန်လာစီရမယ်တစ်ချက်ငါသားလိုက်စီပြီးတော့သူ့မနေ့ကငါသားလိုက်စီပြီးတယ်ကျွန်တော်အိတ်ပြောနေတယ်ဒါပေမဲ့ဘယ်လိုစီပြီးလဲကဲပြောကြည့်မနေ့ကနာစီပြီးတာသိပြီလားအဲ့ဒါမင်းသားလိုက်စီပါလားမဒီတော့ဒီမိုးလို့ဒီတော့ကျုံနော် ကျွန်တော်ကတော့ဟုတ်ကဲ့တချို့အရာတွေဒီလိုမျိုးရလို့တိတ်မရှင်းသားတော့ဘူးကျွန်တော်တို့ဒါပေမဲ့နောက်ပိုင်းကျွန်တော်တို့ရှင်းသားတယ်ဘာကြောင့်လဲကျွန်တော်တို့ကဒါမျိုးကလုပ်တယ်ဆိုတာကတွေးပူတဲ့ချိန်နဲ့ကောင်းတယ်အဲ့တော့တွေးပူတဲ့မှန်မယ်ကို အခုလောလောဆယ်ကအခုဒီရှိမှကျွန်တော်ရှိမှရဖြစ်နေတယ်ဗျာအဲ့ချိန်မှာလုပ်ပလားလုပ်လို့ရတယ်ဒါကဖြစ်ပြီးသွားတယ်ဖြစ်ဆိုတော့ကျွန်တော်တို့ကအများဆုံးစဉ်းစားရတယ်ဘာကြောင့်လဲသူ့အတွက်နောက်ရင်းပဲရှိတယ်ဟုတ်တယ်ကျွန်တော်တို့မစဉ်းစားမနဲ့လုပ်လိုက်နေတဲ့ခါကျရင်သူ့အတွက်လည်းနောက်ရင်းမကောင်းဘူးအဲ့လိုလေဘာမှဒီတိုင်းလောက်မှလေဒီတိုင်းနဲ့သူကျမ်းပါလေအဲ့ဒါကိုလည်းတနာမှမဟုတ်တော့ဘာကြောင့်လဲအကြောင်းရလက်စားကြည့်တဲ့ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာမယ်ဟုတ်လားကျွန်တော်ကအခုဒီမှာသူလည်းစေးမကူကတော့၄ရက်ဗျာအဲ့၄ရက်စေးမကူကတော့ကျွန်တော်တို့ရအောင်နော်စေးုံစေးကတော့မသွားရတဲ့ဘုရားရအောင်ကျွန်တော်စေးုံစေးကပို့တယ်သွားတယ်ဒီပိကံရဲ့ကုညီမှုနဲ့နော်ပိကံကုညီမှုနဲ့စေးုံစေးကနေသွားတယ်စေးကန်းဆိုရင်ကျွန်တော်တို့တမ်းပါဆိုရင်ဒီလိုနေသားဆိုရင်တမ်းပါကျွန်တော်တို့သွားဖို့လိုက်စေးုံအနည်းဆုံး3လေးတော့ဘာမှဒါလည်းမပြတ်နိုင်ဟုတ်တယ်3လေးကတော့ဘိုင်နေတောင်းပါဗျာဟုတ်လားဘိုင်နေပဲ3လေးကတော့ဘိုင်နေတောင်းပါအဲ့တော့သူ့ကူလားအားလုံးမှပဲရှင်းအောင်လုပ်ပဲကောနော်အားလုံးမှပဲရှင်းအောင်ရေးစားပါလေ ကျွန်တော်တို့စီဖို့ပါညာထားလိုက်ဒါကိစ္စမရှိဘူးဒါကျွန်တော်တို့ကသူ့ကအမှန်တရားလို့ဒီလိုကျွန်တော်တို့လိုက်ပြီးတော့လုပ်တာလိုက်လုပ်ပြီးတာနော်အဲ့ဒါကျွန်တော်တို့ကအမှန်တရားလို့ဒီလိုလိုက်လုပ်ပြီးတဲ့လူတွေဖြစ်တယ်ပဲကျွန်တော်တို့ကစီဖို့လဲကျွန်တော်ဆက်မတွက်ဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကအခုဒီကိစ္စမှာအကျအဆုံးနော်ဖြစ်တဲ့နေ့တွေကနေစပြီးတော့ကျွန်တော်ဒီနေ့ဒီချိန်ကြီးအဲ့ဒါကနော်ကျွန်တော်ပြောပြမယ်ဘယ်လိုတိုက်တယ်ကျွန်တော်ပြောပြမယ်နော်သူကအပူလောင်လာတဲ့တိုင်ကဖြစ်တဲ့ကတမန်တော်လေးနဲ့မသိတော့အဲ့တော့ကျွန်တော်ဖျားခင်းပြီးတော့ဖျားဖို့မှကျွန်တော်ပြောပတ်လေးခင်းနေတာအတော့ခင်းပြီးတိတ်တာနော်ဘာကြောင့်လဲသူဟိုနေ့ပြောင်းလို့အောက်ကဒါပူမှကြောက်လို့တော့ပြောပတ်ကျွန်တော်တို့ဒီလိုမျိုးလောင်နိုင်ရတယ်ဆိုရင်ဒါအေးတယ်နော်ဒါအေးတယ်ဒီကမကြောက်ပတ်လေးခင်းပြီးတိတ်တယ်ဒါပေမဲ့အဲ့ဒီတော့ဝလို့အရှင်မပြေဘူးတဲ့ဒီတဲ့အဲ့ဒီမွေးနဲ့တော့အဲ့ဒီတော့လောကပေးမွေးတာတွေဘူးဒါပေမဲ့ဆေးကဆေးခဲတာဖြစ်တဲ့တော့အဲ့ဒီပေးမွေးတာပေါ့နော်ဒါဒီတိုင်းနဲ့သူသိတယ်နော်ကျွန်တော်ကညီညာအဲ့ရတာသိပြီလားပလတ်သမီးမှာအင်းတီရဲ့ကောင်းသွားတယ်ဒီတဲ့ညီလုံးက3ရက်တော့မောက်လိုက်တက်ထားလာလိုက်
ချက်မောင်းလည်းပြန်ပြန်ရိုးလည်းပေါ့ဒီကတော့ဒါအစ်ပြီးပါရဲ့ဒီမစိအောင်သွားရတယ်လည်းဒီပါဒီရဘယ်နဲ့ပြီးပါလဲအေးရတယ်ဟောဒီဆောက်ရအေးရတယ်အခုတည်းစားကြအောင်ဘယ်လိုလဲဒါရှိတော့ရှိမှရောက်ပြီဒီရှိရောက်ပြီတနားချင်းလာတယ်ဆိုတော့ဦးကကျွန်တော်တနားလေးလုပ်ပြပါလားအချင်းဟာပြီဟာတော့ပဲကဲရှင်းဟုတ်ကဲ့ကိုလေးစားပါတယ်လို့เนาะကျေးဇူးလည်းအထူးတင်ရှိပါတယ်เนาะအခုလိုမျိုးကိုမြန်မာနိုင်ငံသားချင်းဆောင်းလျှောက်ကူညီပေးတဲ့အတွက်လည်းเนาะတကယ်ကိုကျေးဇူးထူးရှင်တင်ရှိပါတယ်လို့တကယ်လည်းလေးစားမိပါတယ်เนาะအဲ့တော့အားလုံးပဲကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးဝန်ရံပေးကြပါဒါတကယ်ဒါတရုတ်ကတော်တော်လေးကိုများသွားပြီပေါ့เนาะဒီလိုမျိုးလုံးရကြီးကတော်တော်လေးများသွားပြီအခုကျုံပြသူတို့လောက်ကန်ကြီးကိုမလုံသေးခင်ကိုတယောက်ကိုဒါမြန်မာစကားပြန်တယောက်ကိုဒါကျွန်တော်တို့ထိုင်ကြည့်ခိုင်းပြီးတော့ဗီဒီယိုပါပြသေးတယ်ဗီဒီယိုပြပြီးမှဗီဒီယိုတွေကအတိုင်းကြားခံနေလုပ်တဲ့ဗီဒီယိုတွေကအတိုင်းဒါတော့လောက်တာဆိုတာဒါတော်တော်လေးကိုမှတော်တော်လေးဒါဘယ်လိုမှပေါ့နော်ပေါ့လို့မရဘူးကျွန်တော်တို့ဥပဒေတိုင်းအကောင်းပုံဆုံးဖြစ်အောင်ကိုဒါအားလုံးဝန်ရံပေးရမှာကျွန်တော်တို့เนาะဝန်ရံပေးစေချင်လို့ဒီအကြောင်းအရာလေးကိုလည်းကျွန်တော်ပြန်လဲပြီးတော့ဝေးရလုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီကိုရဲ့နာမည်လေးကိုလည်းကျွန်တော်မသိတာကျွန်တော်ငါလည်းပေးပါလို့ကျွန်တော်တောင်းပန်ပါတယ်လို့เนาะအဲ့တော့ဒီကိုရဲ့နာမည်လေးကိုသိရင်လည်းကျွန်တော် comment မှာရေးချပေးခဲ့ပါဦးအကိုကြီးကျွန်တော်အနေနဲ့တကယ်ကိုကျေးဇူးအထူးတင်ရှိပါတယ်လို့ကိုမြန်မာနိုင်ငံသားချင်းချင်းကျွန်တော်မြန်မာနိုင်ငံသားတွေဒီကျွန်တော်တို့အကြောင်းမျိုးမျိုးကြောင့်သူမြန်မာနိုင်ငံမှာလာပြီးအလုပ်လုပ်ကြတဲ့အချိန်မှာအားလုံးချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့ကျွန်တော်တို့နေစိတ်ချင်ပါတယ်လို့เนาะအားလုံးပဲဒါကိုမိသားစုအရေးအတွက်ပေါ့နော်ကွန်ပျူတာစုရဲ့အခက်အခဲတွေကိုဖြေရှင်းမှုအတွက်ကျွန်တော်တို့တခြားသောကိစ္စတွေပေါ့နော်အကြောင်းအရာမျိုးစုံကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ရောက်လာတဲ့အချိန်မှာကျွန်တော်တို့ပြည်ပကိုရောက်နေကြတဲ့အချိန်မှာကိုယ်နိုင်ငံသားချင်းချင်းသွေးစည်းပြီးတော့ညီညီညွတ်ညွတ်နဲ့ချစ်ချစ်ခင်ခင်နဲ့နေကြပါလို့တယောက်နဲ့တယောက်သိခံပြီးတော့ပေါ့နော်သိခံခွက်လို့ကြမယ်တယောက်နဲ့တယောက်နားလည်မှုလေးတွေနဲ့တယောက်စိတ်ဆိုရင်တယောက်ကဖြေလျှော့ပြီးတော့ကိုယ်ချင်းချင်းတွေအတက်နိုင်ဆုံးပေါ့နော်အစင်မပြေမှုတွေမဖြစ်အောင်လို့အတက်နိုင်ဆုံးတိခံကြစေခြင်းနဲ့ဗျာကျွန်တော်အနေနဲ့เนาะအခုလိုအကြောင်းအလေးတွေ့တော့ပို့ပြီးတော့ကျွန်တော်တို့ဒီစီလုံးတင်တယ်ဒါပါလဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေဆိုရင်အားလုံးကဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ပေါ့เนาะသူတို့ခေါင်းထဲတွေမှာအေးဆေးပါကွာဆိုတဲ့အနေအထားမျိုးနဲ့လှုပ်လို့ရပါတယ်ဆိုတဲ့အတိုင်းအတာမျိုးတွေသူတို့ခေါင်းထဲမှာတွေးထားကြတယ်ဒါတွေကလုံးဝကိုမဖြစ်သင့်တာပေါ့เนาะအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဒီမြန်မာနိုင်ငံသားဆိုတာဘယ်လိုလူမျိုးလဲဘယ်လိုလဲဆိုတာပြကိုပြမယ်ပေါ့နော်ပြမှာဖြစ်တဲ့အတွက်အားလုံးစီစီလုံးလုံးနဲ့ဝိုင်းဝန်းပြီးတော့ဒီဆက်ရအားလုံးဟောပြကြပါဒီညီလေးဒီလေအခုကျွန်တော်တို့ဖြစ်သွားတဲ့ညီလေးဒီလေထိုင်းနိုင်ငံကိုရောက်လာတာ2လပဲရှိသေးတယ်သူတိတ်မကြသေးဘူးရောက်တာလည်း2လပဲရှိသေးတယ်2လဟိုမှာ1လစာသူလစာသူကြိုထုတ်ထားတာဝက်ဆက်ထုတ်ထားတာက2400လောက်ပဲရှိသေးတယ်နဲ့တူတယ်သူ1လကို2000ပေးတယ်သူဒီလုပ်ငန်းပေါ့နော်1လကိုလစာ2000ပေးတယ်လို့ပြောတန်ကြတယ်ပေါ့နော်2000ပေးလို့ပြောတန်ကြတယ်နောက်2400ရပြီ1000ကျော်လောက်သူရအောင်မှာဟိုအဲ့ဒါကိုတောင်းတဲ့အချိန်မှာဒါမပေးလို့သူကလည်းတခြား site ကိုပြောင်းလို့ကိုနဲ့အကူပြောသွားတယ်ပေါ့နော်ဒါတေချာပြောပြီးမှသူလည်းအလုပ်ထွက်တာထွက်ပြီးတော့လုပ်တဲ့ဥစ္စာကိုဒါကိုလာစားပြီးမှဆိုပြီးတော့ညာပြောပြီးတော့ထွက်အကောင်းလားဆိုပြီးတော့ခေါ်တာတောင်မှဒီကျွန်တော်တို့ကြောက်တောင်းဘက်ကဒီစကပြန်ကြီးလေးကိုလည်းနောက်မှထိုင်ခိုင်းထားပြီးတော့သူ့ကိုဗီဒီယိုတွေပြပြီးတော့ဒီလိုလုပ်တယ်ဆိုတော့ဒါတော်တော်လေးကိုညားသွားပြီဗျနော်အဲ့ဒါတော်တော်လေးကိုဘယ်လိုမှကျွန်တော်တို့ဒီဒါခွင့်လို့မရတဲ့အကြောင်းအရာမျိုးဖြစ်သွားပြီပေါ့နော်အဲ့ဒါတရားဥပဒေအရအကောင်းဆုံးဆောင်ရွက်နိုင်အောင်အတွက်အကောင်းဆုံးဝိုင်းဝန်ရံပေးကြပါလို့ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးပြောချင်ပါတယ်အဲ့အတွက်လည်းဗီဒီယိုလေးကိုပြန်လဲ share လုပ်ပေးစေချင်ပါတယ်အားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ဗျအားလုံးပဲကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံး BN ပေါ်မှာလည်းကိုကြီးကြပါစေစိတ်ချမ်းသာခြင်းကိုကြီးကြမ်းပါခြင်းနဲ့ပြည့်စုံကြပြီးတော့မိသားစုနဲ့ဘဝနဲ့ဆန္ဒနဲ့တထထဲကြပြီးတော့မိသားစုနဲ့တာယာတဲ့ကဘာလေးတွေတိဆောက်နိုင်ကြပါစေလို့ရည်မှန်းချက်ပန်းနိုင်လေးလည်းပြည့်ကြပါစေလို့ကျွန်တော်အနေနဲ့ဒီညနေမေတ္တာရှိထားပြီးတော့ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်ဗျအားလုံးကျေးဇူးများတင်ပါတယ်ဗျဒီနေ့ကတော့ဒါတော့ပါပဲဗျ